哈，你妈哩，我也没还看了的，不空的着哪公了嘛呗？ရပါတယ်ကိုကြီးရဲ့ဒီမောင်နှမလေး2ယောက်ပဲရှိတာဟိုရွာထဲမှာခိုင်းမဲ့သူမရှိလို့လေအဲ့ကြောင့်ကိုကြီးကိုကူလုပ်ပေးတာ ဘာပဲဖြစ်ဖြစ်အကိုကြီးကတော့ညီမလေးတယောက်တည်းရှိတယ်မလို့ခိုင်းကိုမခိုင်းခဲ့တာဖဲကိုကြီးထားမယ် အကိုကြီးမခိုင်းလဲညီမလေးကကူလုပ်ပေးမှာပါတော့မကြည့်နှလုံးတော်မိ အဲညီမလေးဒီမှာခဏထိုင်အောင်နော် ကိုကြီးကပဲသွားမလို့တော့ ဟာခဏလေးပဲပြန်လာခဲ့မယ်ခဏလေး ဟာလက်ဖက်ရည်လဲတောက်မတော့ ပြောညီမလေး ဘိုင်းတော့ကိုကြီးရဲ့ ဖွင့်လာကြည့်လိုက်ပါ ညီမလေးလိုချင်တဲ့အန်ဝရာတူနာနဲ့ခရင်နေဒါနဲ့နေပါအောင်ကိုကြီးကညီမလေးအန်ဝရာကြီးကုန်းတာဘယ်လိုလုပ်တည်ရလဲ သိတာဗောညီမလေးဒီတယောက်ရှိတာ ကိုကြီးပတ်စံနေကုန်းနေတော့မှာပဲနော် ညီမလေးလာဖို့အတွက်ဆိုရင်အိုင်အိုရာလေးအကိုကြီးဝယ်ပြီးနိုင်ပါတယ် အဲ့ကြောင့်ကိုကြီးကိုချစ်တာ ချစ်တဲ့လုံမနေနဲ့ရီမိုးချိုးညနေဆောင်ပြီထမင်းစားအောင်ငပိရည်လေးနဲ့တွားပြင်းကြီး ဟုတ်ပြီကိုကြီးဖြစ်စေရမယ်ဖြစ်စေရမယ်မောင်ကြိုင်ရေမောင်ကြိုင်ဟေးမောင်ကြိုင်မောင်ကြိုင်ရေမောင်ကြိုင်ရေမောင်ကြိုင်အမလေးမောင်ကြိုင်ရေခေါ်လိုက်ရတာမကြားဘူးလား အလုပ်တဲ့စိတ်ရောက်နေလို့ပါဗျာဘာကိစ္စရှိလို့တော့ ကိစ္စရှိတာမဟုတ်နင့်ကိုခိုင်းနေတာခိုင်းနေတာလဲနင့်မဟုတ်ဘူးနင့်ညမအိမ်မှာလေငါတို့ကသားမင်းနှစ်ယောက်တည်းဆိုတော့လေအိမ်ကလည်းရှုပ်ပွားနေတယ်အဝတ်တရားလည်းရှော့စရာတပုံးအဲ့ဒါမင်းညမကိုမနေ့ပြန်ကြရင်လွတ်ပေးပါအောင်ကွယ်နော် ဟာဟုတ်ကဲ့လွတ်လိုက်မယ် ငါစိတ်ချမယ်နော် စိတ်ချ ညနေဆောင်နေပြီဆိုတော့ငါလည်းပြန်တော့မယ်သိလား ဟုတ်ပြီ စိတ်ချမယ်လွတ်လိုက်နော် ဟုတ်ကဲ့စိတ်ချ